Academy မရသေးပေမဲ့ A-list မှာရှိနေတဲ့အနုပညာရှင်9ဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။စံကြည့်ပါ page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့ဗီဒီယိုမလေးမှာဆိုရင်တော့ Academy မရသေးပေမဲ့ထိပ်တန်းစီးမှာရှိနေကြတဲ့အနုပညာရှင်9ဦးရဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်1နိုင်နိုင်ယောက်ျားပြည်သားတဲ့ရုပ်ရည်ပိုင်ရှင်နိုင်နိုင်ကအသက်50နာကိုနေကနေပြီးဖြစ်ပေမဲ့လည်းသူရဲ့တရုပ်ဆောင်စွမ်းရည်ရောရုပ်ရည်ပါအခုထိကိုလှပကောင်းမွန်နေစေပဲဖြစ်ပါတယ်။ဗီဒီယိုခေတ်ကလေးကနေပြီးတော့ဒီကနေ့တိုင်အောင်ရုပ်ရှင်ခေတ်ဇလန်တွေခေတ်အထိစိတ်ဆွေးပေါင်းများစွာတိုင်အောင်ထိတ်တန်းတရုပ်ဆောင်နေရမှာမမမတ်ကိုရည်တည်နိုင်တဲ့ရှာရှာပါပါထိတ်တန်းမင်းသားဖြစ်ပါတယ်။အခုချိန်ဒီ Academy စုစည်းနဲ့လွဲချော်နေစေဖြစ်ပေမဲ့ producer တွေနဲ့ director တွေကနိုင်နိုင်ဆိုရင်တော့အနုပညာကြီးအမြင့်ဆုံးပေးပြီးတော့ငှားရမ်းကြပါတယ်။သူပါဝင်တဲ့ဇာတ်ကားဆိုရင်ပရိသတ်ကကြည့်ရှုရကြုံနိုင်မယ်ဆိုတဲ့ယုံကြည်မှုဖြည့်ရှိလို့နေလို့ဖြစ်ပါတယ်။ရုံဝင်ငွေကိုအခိုင်အမာအာမခံနိုင်တဲ့တရုပ်ဆောင်တူဖြစ်တဲ့အတွက်သူရဲ့အနုပညာကြီးကအမြဲတမ်းထိတ်တန်းအဆင့်မှာရှိနေတာလည်းဖြစ်ပါတယ်။နံပါတ်1မိုဟီကိုကမြန်မာနိုင်ငံရဲ့ fashion ရေးစည်းကြောင်းကိုဦးဆောင်သူဖြစ်တယ်လို့လှပကျော်ရှင်းသူလည်းဖြစ်ပါတယ်။ Academy ရွှေစင်ရုံထုကိုမရသေးပေမဲ့ကြော်ညာစည်းကွက်မှာတော့မိုဟီကိုရဲ့အနုပညာကြီးဟာမြန်မာနိုင်ငံမှာအမြင့်ဆုံးစီးရင်ဝင်ဖြစ်ပါတယ်။အလားကုန်ပစ္စည်းတွေလူသုံးကုန်ပစ္စည်းတွေရွှေတယ်စိန်တယ်တွေနဲ့မိုဟီကိုကကြော်ညာလိုက်ပြီဆိုရင်တော့အဲ့ဒီပစ္စည်းကဈေးကွက်မှာချက်ချင်းဆိုသလိုပဲနေရာရသွားတတ်ပါတယ်။ကိုပိုင်ထုတ်လို့ရေးလဲပိုင်ဆိုင်ထားလို့ရုပ်ရှင်လောကအတွင်းမှာဩစာချိတ်ကမကြီးမားတဲ့ A-list အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။နံပါတ်3ပိုင်တကွန်ကမြန်မာအနုပညာရှင်တွေကနေပြီးတော့နိုင်ငံတကာအထိကိုအောင်မြင်မှုအကြီးမားဆုံးရရှိထားတဲ့မင်းသား model ဖြစ်ပါတယ်။ model ဘဝကနေစတင်ခဲ့ပြီးတော့သူရဲ့သပင်ရှည်တက်တူးတွေနဲ့ဒရိဆောင်ရွေးအပေါ်မှာကျန်နာတတ်တဲ့စိတ်ထားတွေကြောင့်နိုင်ငံတကာပရိသတ်ရဲ့မျက်စိကျခြင်းကိုခံခဲ့ရတဲ့သူဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာပိုင်တကွန်ရဲ့ fan base ကကြီးမားပါတယ်။ထိုင်းရုပ်သံအစီအစဉ်တွေကြော်ညာတွေမှာပါဝင်ခဲ့ရသလိုကမ္ဘာကျော် TC ကလန်ဒါရဲ့ကမ္ဘာအချောဆုံးမျက်နှာစင်းမှာလည်းထိတ်ဆုံးကနေပြီးတော့ရွေးချယ်ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ပိုင်တကွန်ရဲ့အနုပညာကြီးကပြည်ရင်းစံနှုန်းတွေနဲ့တိုင်းတာလို့မရတော့ပဲနိုင်ငံတကာ brand ကြီးတွေက sponsor ပေးတာနိုင်ငံခြားပွဲတွေမှာဖိတ်ကြားခံရတာတွေကြောင့်သူ့ရဲ့ဝင်ငွေနဲ့အနုပညာကြီးကမြန်မာနိုင်ငံမှာအမြင့်ဆုံးအဆင့်မှာရှိနေတာပဲဖြစ်ပါတယ်။နံပါတ်4နေကြီးဦးbeauty blogger ဘဝကနေပြီးတော့ရုပ်ရှင်သရုပ်ဆောင်အဖြစ်ကူးပြောင်းလာတဲ့အနေကြီးဦးကအချိန်တိုအတွင်းမှာပဲထိတ်တန်းမင်းသမီးဖြစ်လာခဲ့ပါတယ်။ရုပ်ရှင်ဇာတ်ကားတွေမှာဝါရင်သရုပ်ဆောင်နေတဲ့အပြိုင်သရုပ်ဆောင်နိုင်ခဲ့ပြီးတော့နေကြီးဦးရဲ့အားသာချက်ကတော့အမာကန်ပရိသတ်ရဲ့အားပေးမှုဖြစ်ပါတယ်။ social media ပေါ်မှာဘာပဲတင်ဘာပဲသုံးချက်ချင်းခစ်စားသွားတတ်တဲ့စွမ်းရည်ရှိပါတယ်။ဒါကြောင့်မို့ project brand တွေကငွေကြီးအမြောက်အများပေးပြီးတော့နေကြီးဦးကိုငှားရမ်းကြတာလည်းဖြစ်ပါတယ်။နံပါတ်5အလင်းရောင်ကမော်ရီကနေလာတဲ့ရုပ်ရှင်နဲ့ဇလန်တွေလောကကိုအောင်မြင်စွာကူးပြောင်းနိုင်တဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။အပြုံးလှလှလေးတွေနဲ့မိန်းကလေးပရိသတ်ရဲ့အသေးကိုဖန်ဆားနိုင်တယ်လို့ဒရမာဇက်တွေအထိကိုပိုင်နိုင်အောင်တရုပ်ဆောင်နိုင်တဲ့သူဖြစ်ပါတယ်။အလင်းရောင်ကနောက်ပိုင်းထွက်ရှိတဲ့ရုပ်ရှင်ကားကြီးတွေမှာခေါင်းဆောင်မင်းသားအဖြစ်စတိုက်ဆိုသလိုပါဝင်နေရတဲ့သူပါ။ Academy ဆုမရသေးပေမဲ့လက်ရှိမြန်မာနိုင်ငံရဲ့ကြော်ညာဈေးကွက်ပွဲတက်ဈေးကွက်နဲ့ရုပ်ရှင်ဈေးကွက်၃ခုစလုံးမှာအလင်းရောင်ကရှေ့ရောက်နေပါတယ်။ Academy မရသေးပေမဲ့လည်းအားပေးသူတွေအလွန်များပြီးတော့အောင်မြင်နေတဲ့အနုပညာရှင်တွေရှိတယ်ဆိုရင် comment လေးထဲမှာတခြားသူတွေရှိသေးလဲရေးခဲ့ပေးပါဦး။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။